ငပုံနာဟင်းလေးချက်ပါမယ်တက်သွန်အဖြူအနီဂျင်းမှုတ်စနွင်းမှုတ်လေးနဲ့စီသက်ထားပါတယ်ရုပ်သီးအစိမ်းမှုန့်လေးထည့်ပြီးပါပြီပြီးရင်နေထားတဲ့ငပုံနာလေးထည့်ပါမယ်ငပုံနာလေးတွေကိုထည့်တဲ့ခါကျရင်ဖင်တပြန်ခေါင်းတပြန်လေးထည့်ပါတယ်ရှင်ငပုံနာစီပြန်ဟင်းလေးချက်နေပါတယ်ငပုံနာလေးကိုစားစနွင်းငပိငံပြာရည်လေးနဲ့နေထားပြီးတော့ရင်စီသက်ထားတဲ့ထဲကိုအခုလိုမျိုးလေးဖင်တပြန်ခေါင်းတပြန်လေးထည့်ပြီးတော့ချက်နေပါတယ်အခုဆိုရင်နန်းနန်းမင်းလေးနဲ့ငရုတ်သီးစိမ်းလေးနဲ့အုပ်လိုက်ပါပြီငပုံနာအဖိုးလုံးလေးကိုစီပြန်ချက်ထားတာပါအားလုံးပဲနေကောင်းချမ်းမှာစိတ်ချမ်းသာကြပါစေနော်